ငွေကြေးအောင်မြင်မှုအတွက်အခြေခံစိတ်ထားစေချက်နံပါတ်1ချမ်းသာမှုစီသို့ဥတည်သွားနေပါကတည့်ရရွယ်မှုလမ်းကြောင်းကိုယုံကြည်ချက်ထားပါနံပါတ်2သိခံခြင်းနဲ့အတူစ조사မှုကိုရရှိနိုင်ပါတယ်နံပါတ်3မိမိပန်းနိုင်အတွက်ဒီဆောက်ခြင်းဝန်သာအာရုံစိုက်ပါနံပါတ်4မိမိကိုယ်ကို brand တစ်ခုဖြစ်အောင်တန်မိုးရှိရှိဖန်တီးပါငွေကြေးကတင်းနောက်ကိုအလိုလိုက်လာမှာပဲဖြစ်ပါတယ်နံပါတ်5ချမ်းသာမှုဟာအရင်ဆုံးမိမိစိတ်ထားကနေစတင်တာပဲဖြစ်ပါတယ်နံပါတ်6စီကံရှိပါစီကံရှိခြင်းရလက်ကတော့ဆုလက်အဖြစ်ပိုင်းဆိုင်နိုင်မှာပဲဖြစ်ပါတယ်နံပါတ်9တိတ်ဆိတ်စွာစူးစမ်းတည်ဆောက်ပါတင်အောင်မြင်သည့်အခါချမ်းသာမှုရဲ့ရလက်ကိုမျှဝေပါနံပါတ်10အောင်မြင်မှုပန်းနိုင်ဆိုတာတင်စူးစမ်းထားတဲ့တင်းငယ်တဲ့အောင်မြင်မှုတွေရဲ့စုပေါင်းမှုပါနံပါတ်9ငွေကြေးကစူးစမ်းသူတွေစီအလိုလိုရောက်လာတတ်ပါတယ်နံပါတ်10တပားသူထင်ကြီးစေရန်အတွက်စူးစမ်းတာမဟုတ်ပဲတိုးတက်ရန်ကိုသာအာရုံစိုက်ပါ In the bridge ကနေစီစဉ်တဲ့ sharing is caring program မှာတူတယောက်ချင်းစီကိုအကျိုးကျေးဇူးများရှိခဲ့လို့ရှိရင်လည်းကျွန်တော်တို့ရဲ့ Facebook page လေးကို like and follow YouTube ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ